ဒီကောင်မလေးကိုမီးရှို့တတ်တော့မှာပါဘာဖြစ်လို့လဲဆိုတော့ရွာသားတွေကစောမလို့ထင်နေလို့ပါစောမလို့ထင်ရတဲ့အကြောင်းရင်းကကောင်မလေးရဲ့အိမ်အပေါ်ထခိုးပေါ်မှာအောက်လန်းနီးနဲ့တုံးနဲ့အက်နဲ့ထိုးထားတဲ့အယုတ်ကိုတွေ့လိုက်ရလို့ပါဒါကိုမြင်ပြီးရွာသူရွာသားတွေကလည်းစောမဆိုပြီးဝိုင်းဆွဆွဲကြပါတယ်ကောင်မလေးအတော်ကလည်းသူကစောမမို့အိမ်ပေါ်ကနှင်ချမယ်အပြစ်ပေးရမယ်လို့ပြောပါတယ်ရွာလူကြီးကအယုတ်ကဘသူမှဆိုလာထားနိုင်တယ်တတ်တဲ့အဖြစ်မယူနိုင်ဘူးတကယ်စောမဟုတ်မဟုတ်စမ်းတက်ရမယ်လို့ပြောပါတယ်လွန်ခဲ့တဲ့နှစ်တွေတုန်းကစောမကြောင့်အသက်တွေအများကြီးဆုံးရှုံးပြီးပြီဒီကောင်မလေးသာတကယ်ဆုံးကတ်ဝေမဆိုခွင့်မလွတ်ဘူးအပြစ်ပေးမယ်လို့ပြောပါတယ်ဒါကြောင့်ကောင်မလေးကိုစမ်းတက်ဖို့ကလူအများရှိမှရွာလူကြီးကတိတိရေစင်ကိုကင်ပြီးဒီရေစင်ကဆုံးကတ်ဝေတွေကိုလောင်ကျွမ်းစေတယ်ဒီရေစင်ဖျန်းလို့လောင်ကျွမ်းပြီးနာချင်ရင်အဲ့လိုကစောမလို့ပြောပါတယ်ရွာလူကြီးကကောင်မလေးကိုရေစင်နဲ့ပတ်လိုက်ပါတယ်အကုန်လုံးကလည်းကောင်မလေးကိုစောင့်ကြည့်နေကြပါတယ်ခဏအကြာတော့ကောင်မလေးကိုနားလို့អော်ပြီးလက်ကိုကြည့်လိုက်တော့အသားကလောင်ကျွမ်းနေတာကိုလူတိုင်းကတွေ့သွားပါတယ်တဖြည်းဖြည်းနဲ့လက်နှစ်ဖက်လုံးလောင်ကျွမ်းတဲ့ဖန်ရလေးနဲ့ပြည်ပြီးနာလို့អော်နေရပါတယ်ကောင်မလေးအတော်ကလည်းကျေနပ်စွာပြုံးကြည့်နေပါတယ်ဘာကြောင့်လဲဆိုတော့ဒီကောင်မလေးရဲ့အတော်အမွေးကိုအပိုင်သိမ့်ဖို့တဲ့ကောင်မလေးကိုနောက်ွယ်ကလှုပ်ကြနေတာပါကောင်မလေးကိုစောမလို့ထီအောင်အိမ်မှာအောက်လန်းအယုတ်ကိုအက်နဲ့စိုက်ပြီးသူ့ကိုယ်တိုင်ထားထားတာပါရွာလူကြီးပတ်မဲ့ရေစင်တဲကိုလည်းအသားရည်ကိုလောင်ကျွမ်းစီမဲ့ဓာတ်ထူဆေးရည်တွေသူ့ကိုယ်တိုင်ရောထည့်ထားတာပါဒီလိုအဖြစ်မှန်ကိုမသိပဲဒီကောင်မလေးကစောမဆိုပြီးရွာလူကြီးကစောမကိုညောင်ပင်အောက်မှာတရားစီရင်မယ်ခေါ်ခဲ့ဖို့ပြောပါတယ်ကောင်မလေးကလည်းသူတကယ်မဟုတ်ပဲမီးရှို့တက်ခံရတော့မှမို့ကြောက်လန့်တကြားရုန်းကန်နေရပါတယ်အတင်းဆွဲခေါ်ပြီးညောင်ပင်အောက်မှာကြိုးချီထားလိုက်ပါတယ်